မိမဖြစ်သူဟာသူ့ယောက်ျားကအခြားမိမတစ်ယောက်နဲ့ဖောက်ပြန်နေတာကိုသိသွားအချိန်ရန်စိတ်တူသွားခဲ့ပါတယ်။ဒါပေမဲ့သူမကအော်ဟစ်ပြီးပြသနာမရှာခဲ့ဘူး။ဘာလို့လဲဆိုတော့မိမဖြစ်သူကသူတို့နှစ်ယောက်အိပ်ပျော်သွားတဲ့အချိန်ကိုအမိဖမ်းပြီးဖုန်းနဲ့ရိုက်ကသူမယောက်ျားစီကိုနောက်ဆုံးစာတစ်စောင်ပို့လိုက်ပြီးနောက်မကြည့်တော့ပဲသူ့အိမ်သူ့ဘဝကနေထာဝရထွက်ခွာသွားခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာယောက်ျားဖြစ်သူနိုးလာတဲ့အချိန်သူ့မိမရဲ့အခန်းကိုသွားကြည့်တဲ့အခါအခန်းထဲမှာလုံးဝမရှိတော့ပါဘူး။ဖုန်းနဲ့စာဖို့တော့လည်းစာမပြန်လာတော့ပါဘူး။အဲ့ဒီအချိန်မှာပဲသူ့မိမကိုထာဝရဆုံးရှုံးသွားပြီဆိုတာကိုနောက်ဆုံးတော့သိလိုက်ရပါတယ်။တကယ်တော့အရင်ရက်အနှဲငယ်ကဒီအကျင့်မကောင်းတဲ့ယောက်ျားကသူ့မိမကို reality show တစ်ခုကိုအတူပါဝင်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။အဲ့ဒီ show ထဲမှာယောက်ျားဖြစ်သူကသူ့မိမကိုရွေးချယ်ရမှာပါ။လူတိုင်းကယောက်ျားဖြစ်သူဟာသူ့မိမကိုရွေးမယ်လို့ထင်ထားကြပေမဲ့လူတိုင်းကိုအံ့ဩစေခဲ့တာကသူကလူအများရှိမှပဲတခြားမိမကိုရွေးလိုက်တာပါ။အဲ့ဒါကိုမြင်လိုက်တဲ့အချိန်မိမဖြစ်သူရဲ့နှလုံးသားကလုံးဝပျက်စီးသွားတယ်လို့ခံစားရပြီးစိတ်ရမ်းတိုသွားခဲ့ပါတယ်။ show ပွဲပြီးသွားတဲ့နောက်ယောက်ျားဖြစ်သူကသူ့မိမကိုပြန်ချော့ပြီးဒါတွေကရှိပွဲရဲ့ဇလန်းပဲလူစိတ်ဝင်စားအောင်လုပ်ရတာပါဂိမ်းပြီးရင်အားလုံးပြန်ပုံမှန်ဖြစ်သွားမယ်လို့ပြောပြီး show ပွဲမှာလက်မှတ်ထိုးခိုင်းခဲ့ပါတယ်။ဒါပေမဲ့မိမကအခန်းပြန်ရောက်တဲ့အချိန်ပွဲစရင်စာအုပ်ထဲမှာမိမရဲ့မိသားစုစရင်စာအုပ်ဖွင့်ကြည့်လိုက်တဲ့အခါပထမစာမျက်နှာမှာသူ့ယောက်ျားနာမည်ရေးထားပြီးဒုတိယစာမျက်နှာမှာတော့မိမရဲ့နာမည်ရေးထားတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒါထက်ပိုပြီးထိတ်လန့်စရာကသူတို့နှစ်ယောက်မှာ4 နှစ်အရွယ်သမီးတစ်ယောက်တောင်ရှိပြီးသားဖြစ်နေတာပါ။အဲ့ဒီအချိန်မိမဖြစ်သူကသူ့ရဲ့ကဘာကြီးကလုံးဝပြိုလဲသွားခဲ့ပြီဆိုတာသိလိုက်ရပါတယ်